ဒါကြီးကိုစတင်တီထောင်တော်မူတဲ့နှစ်မှာပဲဆရာတော်ဘုရားကြီးဟာတက်တော်20ပြည့်တာမို့ဧကမဟာပဏိတအဘိဓဇမဟာရထဂုရုနဝမမြောက်ရွှေချင်းသာသနာပိုင်စံငင်းဆရာတော်ဘုရားကြီးကိုဥပိ္ပဇေပြုပြီးမြင့်မြတ်တဲ့ယဟန်ဘဝကိုရရှိတော်မူခဲ့ပါတယ်ဆရာတော်ဘုရားကြီးဟာတက်တော်23နှစ်သားအရွယ်မှာရန်ကုန်မြို့စေတီရင်ကနဘွဲ့ကိုရရှိခဲ့ပါတယ်24နှစ်သားအရွယ်မှာတော့ပရိယတ္တိလောကမှာခက်ခဲလာတဲ့မန္တလေးမြို့ကတက်ကြာတိဟဘိဝန္တဘွဲ့နဲ့သာသနာ့ဒဇဓမ္မစရိယဝိနည်းပါဠိပါရဂုဘွဲ့တို့ကိုတစ်နှစ်ထဲမှာပဲရရှိတော်မူခဲ့တာဖြစ်ပါတယ်၎င်းနှစ်များမှာဆရာတော်ဘုရားကြီးဟာရန်ကုန်မြို့ကဘာအေးကုန်းမြေဇဗုဒီပကျောင်းဆောင်မှာတရင်တုံးတော်မူပြီးတိပိဋကပါဠိမြန်မာအဘိဓမ္မာကျမ်းပြုတာဝန်ကိုထမ်းရွက်တော်မူခဲ့ပါတယ်ထို့သို့ထမ်းရွက်တော်မူရင်းရန်ကုန်မြို့ချမ်းမြေ့သာဆရာတော်ဘုရားကြီးဗတ္တန္တဇနကပိဝန္တထံမှာအင်္ဂလိပ်ဘာသာစာပေများကိုလေ့လာသင်ယူတော်မူခဲ့ပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာဗမာခချုပ်ဆရာတော်ဘုရားကြီးဟာတက်တော်31နှစ်တည်းကစပြီးကျမ်းစာပေါင်းများစွာကိုအင်္ဂလိပ်ဘာသာမြန်မာဘာသာများနဲ့ရေးသားပြုစုတော်မူခဲ့ပါတယ်1348ခုနှစ်မှာအိန္ဒိယနိုင်ငံအာသံပြည်နယ်နဲ့ဥတ္တရာပရာဒေ့ရှ်တို့မှာရှိတဲ့ယဟန်တော်များတာမဏေများလူပုဂ္ဂိုလ်များတို့ကိုမြန်မာစာနဲ့အဘိဓမ္မာစာပေများသင်ကြားပို့ချပေးခဲ့ပါတယ်1348ခုနှစ်ကစပြီးဆရာတော်ဘုရားကြီးဟာဒီလင်္ကာနိုင်ငံဘော်ဒဲလာမြို့မှာရှိတဲ့ YMBA အသင်းတိုင်းမှာအဘိဓမ္မာကျမ်းစာများကိုအင်္ဂလိပ်ဘာသာနဲ့စတင်ပို့ချတော်မူခဲ့တာဖြစ်ပါတယ်ဆရာတော်ဘုရားကြီး1350ပြည့်နှစ်မှာတိရိလင်္ကာနိုင်ငံခေလနီယာတက္ကသိုလ်မှ MA ဘွဲ့ကိုရရှိတော်မူခဲ့ပါတယ်သူတော်ကောင်းပေါင်းတို့ခင်ဗျာဗမာခချုပ်ဆရာတော်ဘုရားကြီးဟာ1355ခုနှစ်ကစပြီးအမေရိကန်ပြင်သစ်ဂျာမနီကိုရီးယားနဲ့ဂျပန်နိုင်ငံတွေမှာကြာရောက်တော်မူပြီးအဘိဓမ္မာတရားတော်များပြန့်ပွားရေးအတွက်သာသနာပြုလုပ်ငန်းများဆောင်ရွက်တော်မူခဲ့တာဖြစ်ပါတယ်1359ခုနှစ်မှာတော့နိုင်ငံတော်အစိုးရကစက္ကန့်လူဒန်းနဲ့ဧကမဟာကန္နဝါစကပဏိတဘွဲ့စိတ်ကိုရရှိတော်မူခဲ့ပါတယ်၎င်းနှစ်များမှာဆရာတော်ဘုရားကြီးဟာပမောက္ခချုပ်တာဝန်ကိုထမ်းရွက်တော်မူရင်း BA တန်းများကိုအင်္ဂလိပ်စာများအထူးသင်ကြားပို့ချပေးခဲ့ပါတယ်ဆရာတော်ဘုရားကြီး1360ပြည့်နှစ်ကစပြီးရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ဩဝါဒစရိယအေပါမောင်မောင်ဖြစ်စတင်ဆောင်ရွက်တော်မူခဲ့တာဖြစ်ပါတယ်1361ခုနှစ်မှာနိုင်ငံတော်အစိုးရကစက္ကန့်လူဒန်းနဲ့ဧကမဟာပဏိတဘွဲ့စိတ်ကိုဆရာတော်ဘုရားကြီးမှလက်ခံတော်မူခဲ့ပါတယ်1364ခုနှစ်မှာအိန္ဒိယနိုင်ငံမေဂရတက္ကသိုလ်မှ PhD ဒေါက်တာဘွဲ့ကိုရရှိတော်မူခဲ့တာဖြစ်ပါတယ်ခင်ဗျာဆရာတော်ဘုရားကြီးဟာ1369ခုနှစ်မှရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ပါမောက္ခချုပ်တာဝန်ကိုထမ်းရွက်တော်မူပါတယ်ယခုအခါဆရာတော်ဘုရားကြီးဟာမန္တလေးပြင်ဦးလွင်အတက်လန်းမိုင်းတိုင်း33မိုင်နှစ်ဖာလုံးမှာရှိတဲ့ဓမ္မဒါယသာသနာစင်တာကျောင်းတိုင်းနဲ့လေကူရန်ကုန်တိုင်းဒေသကြီးလေကူမြို့နယ်ငါးစုတောင်ဒေသရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်းတိုင်း9မိုင်6ဖာလုံးမှာရှိတဲ့ဓမ္မဝိနည်းစင်တာတို့မှာတရင်သုံးတော်မူပြီးပြည်တွင်းပြည်ပသင်တန်းသားများကိုဝိဓမဆိုင်ရာကျမ်းစာများတင်ချပို့ချတော်မူလျက်ရှိပါတယ်1380ပြည့်နှစ်တဘိုတွဲလာပြည့်နေ့တတရတ္တမအကျိန်ရွှေကျင်နိကာယဂိုင်းလုံးကျုပ်အစည်းအဝေးကြီးကကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးနောင်တော်ကြီးဗဒနာနာရဒအရှင်သူမြတ်အား
ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယကအဖြစ်သုတ္တသမရွှေကျင်သာသနာပိုင်ဝါဆိုဆရာတော်ဘုရားကြီး၏ခန့်အပ်ခြင်းခံခဲ့ရသလိုနောင်10နှစ်အကြာ1380ပြည့်နှစ်တဘူရဲလာပြီနေ့ဝီတတိမအကျိန်ရွှေကျင်နိကာယဂိုင်းလုံးကျုပ်အစည်းအဝေးကြီးကကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအားရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယကအဖြစ်ပဏ္ဏရတ္တမရွှေကျင်သာသနာပိုင်ဝိဇောဓာယုံဆရာတော်ဘုရားကြီး၏ခန့်အပ်ခြင်းခံခဲ့ရပါတယ်ရွှေကျင်သာသနာသမိုင်းမှာညီနောင်အရင်အရှင်မြတ်နှစ်ပါးဥပဥက္ကဋ္ဌမဟာနာယကအဖြစ်ဆရာတော်များအဖြစ်ထူးထူးခြားခြားထမ်းရွက်တော်မူခဲ့တဲ့ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်1380ပြည့်နှစ်မှာပဲနိုင်ငံတော်အစိုးရကကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအားဧကမဟာတတ္တမဇောတိကတဇဘွဲ့တစိတ်တော်ကိုဆက်ကပ်လှူဒန်းခဲ့ပါတယ်ဆက်လက်ပြီး1380ခုနှစ်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမိန့်ကြေညာစာအမှတ်1/2020ဖြင့်ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအားအဘိဓဇမဟာရထဂုရုဘွဲ့တစိတ်တော်ကိုလည်းဆက်ကပ်လှူဒန်းခဲ့ပြန်ပါတယ်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးဟာအမေရိကန်နိုင်ငံပန်ဆယ်ဗေးနီးယားပြည်နယ်ဘက်သလေဟမ်မြို့မှာဆရာတော်ဘုရားကြီးဦးစီးတည်ထောင်ထားတဲ့သစ္စာနန္ဒဓမ္မစန္ဒကျောင်းတိုက်တစ်ခုကိုလည်းဖွင့်လှစ်တည်ထောင်ထားပြီးဖြစ်ပါတယ်ယခုခါမှာဆရာတော်ဘုရားကြီးဟာပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မတာယသာသနာစင်တာမှာတရင်သုံးတော်မူပြီးကိုယ်စိတ်နှဖျားကျမ်းမာရှင်လန်းစွာဖြင့်ဓမ္မစာပေသင်တန်းများကိုပို့ချတင်ကြားပေးလျက်ရှိပါတယ်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံတော်မူကြပါစေတက်ရှိကျမ်းမာစိတ်ချမ်းသာ၍လူရာဆန္ဒပြေဝတော်မူကြပါစေကြောင်းကျွန်တော်များဗမောက္ခချုပ်ဆရာတော်ဘုရားကြီးဤဓမ္မသဘင်အဖွဲ့သားများကမေတ္တာပို့အပ်ပါတယ်ခင်ဗျာ